ပိုင်ဝမ်တစ်ချက်ချင်းစီကိုကျွန်တော်တို့ဆွေးနွေးကြရအောင် leadership ရိုးရိုးလေးပါကျွန်တော်စာရီအများကြီးမထည့်ထားဘူး control ကနေ coach လုပ်ဖို့လိုတယ်လူတွေကို control လုပ်နေတာဒါလုပ်တာမင်းဒါလုပ်ဒါဒီလိုလုပ်ဆိုတဲ့ control ကနေပြီးတော့ coach က boss to leader ကချောတယ် boss ကတော့ control လုပ်မှာပေါ့ control လုပ်ရတဲ့ပုံစံအုပ်ချုပ်မှုကနေ coach လုပ်ပြီးတဲ့ကာချောပုံစံမျိုးတွေကျွန်တော်တို့သွားဖို့လိုတယ်အဲ့တော့ပထမဆုံး leadership မှာကိုယ့်ရဲ့လုပ်ငန်းဝင်အဖွဲ့အစည်းတွေအတွင်းမှာအရာကိုခါကြမယုံဘူးလေလူတွေကမယုံဘူးကျွမ်းကျင်တဲ့လူတွေကတထေးတွေကမယုံဘူးဒါမှမဟုတ်ရင်လည်းစီမံခန့်ခွဲတဲ့သူတွေကသူတို့လုံးဝစိတ်ချရတယ်ဆိုတော့ယုံကြည်မှုတွေမရှိဘူးအရာကိုလုပ်တာစိတ်ပေးပါမလား control လုပ်တာအဲ့တော့တခါကျရင်သူပဲဝင်လုပ်တယ်ဒါပဲလုပ်ဒီထွက်ဒီပေါင်ထဲကမထွက်နဲ့ဒီပေါင်ထဲကနေအပြစ်ထွက်ပြီးမလုပ်နဲ့အဲ့အခြေအနေမျိုးထက်ကျွန်တော်တို့ကသူ့ကို coach လုပ်ပေးမှာမင်းလုပ်ကြည့်ပါလားမင်းဒါလေးတော့စူးစမ်းကြည့်ငါနောက်ကနေရှိနေမယ်မင်းလုပ်ကြည့်မားတော့လည်းပြန်ပြင်တာပေါ့ကောင်းဆောင်မှုနဲ့ပတ်သက်ရင်ကိုယ့်ရဲ့အဖွဲ့အစည်းတွေမှာဒါတွေစဉ်းစားဖို့လိုတယ်နံပါတ်1 traditional leadership နဲ့ကျွန်တော်တို့ကသွားခဲ့တာ controlling style မလုံးဒီကိုပဲအမြဲတမ်းညွှန်ကြားတာ KPI မပြည့်အပြည့်တွေရှာမှာ decision အားလုံးကို manager တယောက်တည်းကဆုံးဖြတ်တာဒါမှပြောနေခိုင်းတာပဲလို့မလုံးရင်အပြည့်ပေးမယ်ဆိုတဲ့ fear driven style ကိုပုံသွင်းတာခိုင်းတာလို့ကိုမလုံးနဲ့ traditional leadership style အဲ့တော့အကျိုးဆက်ကဘာတွေရှိလာလဲလို့ပြောရင်ဝန်ထမ်းတွေစိတ်ပြည့်စုံမှုတွေများလာကြတယ်တဲ့ဘယ်သူမှတောင်းဝင်မယူရဘူးသွားမလုံးနဲ့တခုမှားရင်ပြစ်ကပြောခံရပါပြစ်ကရှာနေတာအဲ့တော့ခိုင်းတာပဲလို့တောင်းဝင်မယူရဘူးတခုဆိုကျွန်မပြန်မေးလိုက်ပါဦးမယ်ရှင့်ကျွန်တော်ပြန်တင်ပြလိုက်ပါဦးမယ်ရှင့်နဲ့ကျွန်တော်တို့ခေါင်းဆောင်မှုတွေဒီလိုကုမ္ပဏီတွေမှာဒီလိုသွားနေတာသွားလဲသွားခဲ့ကြတယ်သွားလဲသွားနေတဲ့ကုမ္ပဏီတွေအများကြီးပဲပြောင်းလဲခြင်းနဲ့ performance ရဲ့အလွန်မှာကျွန်တော်တို့ရဲ့ leadership style ကြီးရေးကြည့်ပါတယ် controlling style အဲ့တော့ KPI ပြည့်ဖို့ကာလတူဆိုတာစဉ်းစားကြမှာရေရှည်အတွက်တို့ strategy တို့သူတို့မစဉ်းစားရဘူးစဉ်းလဲမစဉ်းစားဘူးအဲ့ဒါသူတို့အလုပ်မဟုတ်ဘူး manager တွေလုပ်နေမယ်ကုမ္ပဏီဥဆောင်တဲ့သူတွေစဉ်းစားလိမ့်မယ်ကျွန်တော်တို့စဉ်းစားခဲ့တဲ့ traditional leadership style အဲ့တော့ beyond performance မှာဘာစဉ်းစားလဲတဲ့ coach style ကိုပြောင်းရမှာတဲ့မေးခွန်းနေမေးတတ်တဲ့ခေါင်းဆောင်ဖြစ်အောင်လုပ်ဖို့လိုတယ်တဲ့ဒီထဲမှာ manager တွေအများကြီးပါလိမ့်မယ်เนาะအခုဒီနေ့လူရောက်50လောက်တက်တဲ့ထဲမှာ manager တွေ business လုပ်ငန်းရှင်တွေအများကြီးပါလိမ့်မယ်ပြဿနာကိုကျွန်တော်တို့ကလေလူတယောက်တည်းသူ့ကြောင့်ဖြစ်တယ်ကိုယ်ကြောင့်ဖြစ်တယ်လို့လိုက်ပြီးလက်ညှိုးထိုးတဲ့ fixed mindset တွေရှိနေရင်အဆင်မပြေဘူးတဲ့ growth mindset အနေနဲ့ system အနေနဲ့ကြည့်ဖို့လိုတယ်လူပဲမားမှာပေါ့မားတတ်တယ်နောက်မမားအောင်ဘယ်လိုလုပ်မလဲဘာကြောင့်မှားနေတာလဲဒီစနစ်ကြောင့်မှားနေတာလားဒါဆိုငါတို့ဘယ်လိုပြုပြင်ကြမလဲဆိုတော့စဉ်းစားတဲ့ပုံစံမျိုး beyond performance leadership မှာ coach style နဲ့ကျွန်တော်တို့သွားရမယ်။ the feedback တွေပေးရမှာဝန်ထမ်းတွေကိုဘာတော့မင်းတို့ဆက်လုပ်တဲ့လေဘယ်လိုပြင်ဆင်သင့်လဲဆိုတော့လမ်းညွှန်ချက်တွေလည်းပေးဖို့လိုတာတဲ့နောက်တစ်ခုရေးကြည့်ပါမယ်ဆိုတော့ကျွန်တော်တို့မိတ်ဆွေတွေဆရာတွေနဲ့ကျွန်တော်တို့အများအားပြောနေကြစကားပေါ့နော်ဆိုတော့ယာတုတွေကြီးလာလိမ့်လေနားတွေကပို့ပြီးလေးဝါးလိမ့်လေကျွန်တော်တို့နားမထောင်တတ်တော့ကျွန်တော်တို့ကဘာလို့ပြောပဲပြောချင်တယ် instruction တွေပေးချင်တယ်ပါဇာကတစ်ပေါက်တည်းနားနှစ်ဖက်များနားထောင်တတ်ပြီတကယ် background တကယ် ground situation တွေကိုအခြေအနေကိုသိဖို့ဆိုကျွန်တော်တို့ကနားထောင်တတ်ဖို့လိုတယ်သူတို့ idea တွေကျွန်တော်လက်ခံရမယ်လေကျွန်တော်ဒီပဲကြွားချင်နေတာမဟုတ်ဘူးသူတို့မှလည်းအများကြီးသိတဲ့အခြေအနေတွေရှိတယ်မင်းကဘာလုပ်ချင်တာလဲဆိုတော့နားထောင်ပေးဖို့လိုတယ်ဒီနေ့ခေတ်မှာမရဘူးကျွန်တော်တို့ပြောပဲပြောချင်တာလူကြီးတွေကအဲ့ဒီလေ့ကျင့်ကိုကျွန်တော်တို့ coach style မှာတဲ့ beyond performance leadership ဆိုတဲ့အခြေအနေမှာကျွန်တော်ထည့်သွင်းပြီးစဉ်းစားဖို့လိုတယ်အဲ့တော့အကျိုးဆက်ကဘာတွေဖြစ်လာနိုင်မလဲလို့ပြောရင် ownership skill ပေါ့တာဝန်ယူတာတက်တယ်မသိရင်သိခြင်းနဲ့တဲ့ learning culture တွေရှိလာမှာတဲ့ तू လုပ်ကြည့်မယ်လေ तू မသိရင်သိမယ်လေ तू စူးစမ်းမယ်လေ sustainable performance စွမ်းဆောင်ရအခုတထေးကဆူလိုက်လို့တထေးကကြက်လိုက်လို့အိုးနိုင်ချာလောက်ကြပြီးတော့အိုးနဲ့သူပြန်ကြအဲ့ဒီမင်းတို့ဒါလောက်ကွာဒါရရင်ဒါပြီးမယ်ကွာမင်းတို့ဘလောက် incentive ပေးမယ်ဘောနဲ့ဘလောက်ပေးမယ်ကွာမင်းတို့ဘာတွေယူကွာဆိုပြီးတော့ incentive တွေမလုံးနေနဲ့ပြီးတော့ဟာချာအိုးမြေပြန်ကြဘာမှမပေးနိုင်ဘူးဘယ်သူမှလည်း pressure မပေးဘူးဘာမှလည်းမလုပ်နိုင်တဲ့အချိန်ကျရင်အဲ့ performance က straight line ဖြစ်တယ်
အဲ့တော့ sustainable ဖြစ်တဲ့ performance ဖြစ်ဖို့လိုတယ်တဲ့ဒီ coaching style leadership မှာလုပ်ခဲ့ရင်ကျွန်တော်တို့ဒါတွေရေးကြည့်ပါတယ်အဲ့တော့ traditional leadership style က control လုပ်တယ် beyond performance leadership style က coach လုပ်ပြီးတယ်အဲ့တော့လောက်ရမယ့်မိကုမိတဲ့ခေါင်းဆောင်ဖြစ်ဖို့လိုတယ်တဲ့စောင့်ဆောင်ရင်အလော်မှာကျွန်တော်တို့က performance တွေပဲကြည့်မနေနဲ့ဟုတ်ကို manager တွေအုပ်ချုပ်တာ KPI တော့ထိတော့ထိတယ်အတင်း pressure တွေနဲ့စိတ်ဖိစီးမှုတွေနဲ့ကြောက်လို့လုပ်နေရတာအလုပ်ပြုတ်သွားမှဆိုလို့ bonus တွေမရမှဆိုလို့ခံစား권တွေမရမှဆိုလို့မဟုတ်ပဲနဲ့သူတို့ကိုယ်တိုင်လူကြီးချင်းနဲ့လုတ်တက်တဲ့ practice ဖြစ်နိုင်ဖို့ ownership တွေတက်လာဖို့မသိရင်ကိုယ်တိုင်တင်ပြီး learning culture တွေဖြစ်လာဖို့ sustainable performance တွေရဖို့တော့ကိုအရေးကြီးပါတယ်เนาะကျွန်တော်နောက်တစ်ချက်ဆက်ကြည့်အောင်